အားလုံးပဲမင်္ဂလာပါဒီနေ့ဗုဒ္ဓဟူးနေ့အတွက်ကမ္ဘာရွှေဈေးကွက်ကိုကျွန်တော်သုံးသပ်ပြပေးတော့မှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ဒီနေ့ဈေးကွက်ကိုသုံးသပ်တဲ့နေရာမှာကျွန်တော်ပုံမှန်နဲ့မတူတယ်ပေါ့နော်ရှေ့ရတုန်းကကျွန်တော်ဒီဆောက်ထားတာပေါ့နော်ဒါ indicator 2တခုရှိမယ်အဲ့ဒီ indicator 2နဲ့ပဲကျွန်တော်ဒီ analysis လိုက်ပြီးမှလောက်ပြပေးတော့မယ်ပေါ့နော် daily time frame ထဲမှာကြည့်မယ်ဆိုရင် market ကကျွန်တော်ရှေ့ရတုန်းကသူဆွဲပြထားတယ်ဒီမှာဆိုရင်ဒါ lower high lower low ဒါ down trend ဆိုတဲ့တခုရှိတယ်အဲ့ဒီမှာ lower ဆိုဘာဖြစ်သွားပြီလဲဆိုရင် market ကဒါကျွန်တော်ရှေ့မှာ lower high ကနေ lower low ကိုပြန်သွားတဲ့အခါမှာတော့ဒီမှာဆိုရင်structure free သွားတာကိုကျွန်တော်တွေ့ရလိမ့်မယ်ပေါ့နော်လိုအပ်လို့ကို select ပြီးမှမ break တော့မ break ပေးနဲ့သူဒီလက်ရှိဆိုရင် up trend တစ်ခုပဲပြန်ပြီးမှသွားတာပေါ့နော်ဒါ okay ဒီ up trend ဆိုတာကဒီကောင် break တော့မဟုတ်သေးဘူးပေါ့နော်လောလောဆယ်ကျွန်တော်ဒီကြားထဲမှာရှိနေတဲ့ဒီ trend တစ်ခုလေးကိုသူစပြီးမှ break နေတာokay နော်ဒီမှာဆိုရင်ကျွန်တော်ဒီ trend ကိုဒါရှေ့ရတော့ကbreak သွားတဲ့နေရာကဒီမှာဆိုရင်ဒါသူစပြီးမှဒီမှာဆိုရင် trend change သွားရလို့ကျွန်တော်ပြောလို့ရမှာပေါ့နော် okay trend change သွားတာဖြစ်တဲ့အတွက်ကျွန်တော်ဒီ long term မှာအဝယ်ဘက်ကိုပြန်စဉ်းစားဖို့ရှိရပါတော့ဒါပေမဲ့ပုံမှန် market structure အရာကြည့်မယ်ဆိုရင် trend change ပြီဆိုတာနဲ့သူ့နေပဲဒီ key level ကနေသူကပုံမှန် higher low ကိုပြန်လာပြီးမှဒီ higher low ကနေ long term မှာ higher high ကိုပြန်သွားမဲ့ဒါ structure တစ်ခုကိုကျွန်တော်စရအောင်ပေါ့နော်ဆိုတော့ဒါဆိုရင်ကျွန်တော်တို့ဒီလက်ရှိ structure ကိုအရှိခိုင်းမှကျွန်တော်ဘာတွေဆက်ပြီးမှလှုပ်သွားလို့ရနိုင်မလဲဆိုတော့ကျွန်တော်တို့ပုံမှန်အဖြစ်ကြည့်မယ်ဆိုရင် market က higher high ကနေ higher low ကိုတစ်ချိန်ကျရင်ပြန်လာမှာပြန်မှာ higher high ကိုသွားမှာဖြစ်တဲ့အတွက်သူဒီ higher high ကနေ higher low ကိုပြန်လာတဲ့အချိန်မှာလည်းကျွန်တော်ဒီကြားထဲမှာ lower time frame မှာ7ဘက်ကိုစဉ်းစားဖို့ကျွန်တော်စောင့်လို့ရတယ်လက်ရှိကျွန်တော်တို့ကြည့်နေတဲ့ time frame ဒီ daily time frame ဖြစ်တယ် daily time frame ဒီထိပ်ကနေဒီအောက်ဘက်ကိုပြန်ပြီးမှလာတဲ့အချိန်မှာလည်း lower time frame မှာကျွန်တော်7ဘက်ကို entry ကောင်းကောင်းတစ်ခုရှာလို့ရနိုင်တယ်အလားတူပဲကျွန်တော်တစ်ချိန်ကြာလို့ရှင်ပေါ့နော်သူဒီ higher low level ကနေ higher high ကိုသွားတဲ့ process တခုမှလည်းသူ market ဆိုတဲ့ခုနေပဲကျွန်တော် entry တခုကိုကောင်းကောင်းရှာလို့ရနိုင်တယ်ဒါလေးကိုကျွန်တော် A4 time frame နဲ့ကိုတစ်ချက်ဆင်းမယ်ပေါ့နော် A4 time frame နဲ့မှာဆင်းတဲ့အခါမှာလက်ရှိကျွန်တော်တုံးနေတဲ့ indicator အတိုင်းပဲဒီ structure တွေဒီ structure တွေကိုသူကဆွဲပြပေးလိမ့်မယ်အဲ့ဒါကိုကျွန်တော်ဒီမှာဆိုရင်ဒါ A4 ကိုဆင်းလိုက်ပြီပေါ့နော် so A4 ကိုဆင်းလိုက်တဲ့အခါမှာဒီမှာဆိုရင်ဒါခဏတော့ကသူကြလာတဲ့အကြတစ်ခုရှိရဒီမှာ transition သွားတဲ့ကောင်ရှိရပေါ့နော်ဒါလေးကိုကျွန်တော်ဒီမှာဆိုကြည့်လိုက်သူ့ရဲ့ main မူရင်း trend က lower high ကနေ lower low သွားတဲ့ structure เนาะ trend အဲ့ဒီမှာဘာဖြစ်သွားလဲဆိုတော့လောလောဆယ်ဒီမှာ trend change ထားပြီ trend change သွားတယ်ဆိုပေမဲ့သူချက်ချင်းအသက်ဘက်ကိုသွားနေမှာမဟုတ်ပါတော့လောလောဆယ်သူဘာဖြစ်လဲဆိုတော့သူကဟိုးအရှိမဒီမှာဆိုရင် swing liquidity တွေရှိရပေါ့နော်ဒီ liquidity ကို test လုပ်ပြီးမှသူ့အနေနဲ့ဘာဖြစ်နိုင်ဆိုတော့ဖူးဘက်ပြန်လာနိုင်တယ်။ဘာလို့ဖူးဘက်ပြန်လာမလဲဆိုတော့ကျွန်တော်တို့ပုံမှန်market structure ကိုကြည့်မယ်ဆိုရင်ဥပမာဆို trend change သွားပြီဆိုတော့ trend change သွားတဲ့အခါမှာသူက higher low ကိုပြန်လာရအောင်ပါလေ higher low ကနေ long term မှာ higher high ပေါ့နော်ဆိုတော့ဒါကိုပြန်လာရမှာဖြစ်တဲ့အတွက်ဒီလက်ရှိ liquidity sweep တဲ့အခါမှာကျွန်တော် lower down phase မှာဘာဆိုရင်ဒါကျွန်တော်ပုံမှန်အတိုင်းပဲ entry model ရှိတယ်ပေါ့နော်အဲ့ဒီ entry model ကြည့်ပြီးမှ lower down phase မှာ structure confirmation စောင့်ပြီးမှဒါ7ဘက်ကိုကျွန်တော်စဉ်းစားလို့ရအောင်ပေါ့နော်စဉ်းစားလိုက်လေကျွန်တော်တို့ဒီထိပ်ကနေဒီအောက်ကိုပြန်ကျတဲ့အခါမှာလည်းသူနေပဲ pick က okay เนาะ900 300လောက်ကျွန်တော်ရနိုင်တယ် okay ဒါကြောင့်မလို့ကျွန်တော်တို့ lower down phase မှာ entry ဝင်ဖို့ကိုဒါစောင့်လို့ရတယ်ဆိုပြောတော့ပေါ့နော်ဆိုတော့ဒါဒီကျွန်တော်တို့ market ဆိုတာဖြစ်တယ်သူ higher low ကနေ higher ကိုပြန်သွားဖို့လုပ်တဲ့အခါမှာဒီမှာဆိုရင်ကြည့်လိုက်ကျွန်တော်ရှိမှာ key level တွေရှိတယ်ဒီမှာဆိုရင်ဒါကျွန်တော်တို့ order block ဆောင်ဒီအောက်မှာ order block ဆောင်ရှိမယ်ဆိုတော့ကျွန်တော်တို့အတွက် level တစ်ခုရှိမှာပေါ့နော်ဒီ level ကနေသူပြန်လာပြီးမှဒီ level ဝင်ခြင်းကနေပြန်ပြီးမှအသက်တစ်ခုပဲပြန်ပြီးမှ long term မှာပြန်ဖန်တီးတာမျိုးလည်းဖြစ်နိုင်တယ်ဒါပေမဲ့ကျွန်တော်ဒီအောက်ကကျွန်တော်ဒီ discount level ကနေဖန်တီးတာမျိုးလည်းဖြစ်နိုင်တယ်နော်ဒါကျွန်တော်တို့တွေပဲကျွန်တော်စောင့်ကြည့်ရမယ့် zone တစ်ခုဖြစ်တယ်ပေါ့နော်ကျွန်တော်တို့ဒီ zone တွေကိုရောက်လာပြီဆိုရင်တော့ဒါ lower time frame မှာ aware confirmation ကိုကျွန်တော်စောင့်လို့ရတယ်ဒါ liquidity စုတဲ့အပိုင်းကိုလည်းကျွန်တော်ကြည့်မှဒါ trade ကိုစဉ်းစားသွားလို့ရပါတော့ဒါကိုယ့်ရဲ့ risk ပေါ်မူတည်ပြီးမှတခါတည်းတန် trader နဲ့ကျွန်တော်structure confirmation ကိုတရားလေးစောင့်ပြီးမှကျွန်တော် trader တော့အမျိုးမျိုးတော့ကွာသွားနိုင်မယ်ပေါ့နော်ဆိုတော့ဒါလောလောဆယ်ကျွန်တော်structure မြင်နေရတဲ့ပုံစံကတော့ဒါအရင်ရှင်းသွားရပေါ့နော်ဒီလက်ရှိ trend change သွားတဲ့ကောင်ကဒါ 84 ရဲ့ trend change သွားတဲ့ကောင်နဲ့ဒါတို့ဒီ daily မှာ transition သွားတဲ့ကောင်ဖြစ်တယ်။တော့ဒါဒီ higher than fin transition သွားတဲ့ကောင်ဖြစ်တယ်။ကျွန်တော်ပုံမှန် share တော့ကဒီနားလေးမှာ share မှာရှိတဲ့ swing low ကို liquidity sweep မှာ transition ပြီးမှအသက်ဘက်ကိုစပြီးမှတက်သွားခဲ့တဲ့ကောင်ကိုလည်းဒါကျွန်တော် lower than fin တွေမှာဒါ market structure ကိုတစ်ချက် detail ချသွားပြီးမှကြည့်လို့ရတယ်။အဲ့ဒါကိုလည်းကျွန်တော်ဒီမှာဆိုရင်လက်ရှိကျွန်တော်သုံးနေတဲ့ဒါ indicator ပေါ့နော်။အဲ့ဒီ indicator အတိုင်းပဲသူဒီကျွန်တော် structure တစ်ခုကိုကျွန်တော်လိုက်လို့ရပါပေါ့နော်လောလောဆယ်ကျွန်တော် higher than frame မှာ transition သွားတဲ့ကောင်တော့ဒီအပေါ်မှာရှိမယ်ပေါ့နော်ဒါတော့ကျွန်တော်တို့ဒီအမှတ်သားလောက်ထားလိုက်ပေါ့နော် okay ဒီပါစေ MS ဒါဒီကျွန်တော်ဟိုရင်တော့က liquidity ဆွတယ် okay ဆိုတော့ဒါဆိုရင်ကျွန်တော် lower than frame မှာ trend စပြီးမှချိန်မှာအသက်တစ်ခုကိုစပြီးမှလာတဲ့ကောင်ကိုဒီကောင်ကိုလည်းကျွန်တော် H1 than frame ကိုတစ်ချက်ဆင်းမယ်
Okay H1 time frame နဲ့ဆင်းလိုက်တဲ့အခါမှာဒီမှာဆိုရင်ဒါခဏတုန်းကကျွန်တော်ဒီ liquidity sweep မှာ transition သွားတဲ့ဒီအပေါ်မှာ MSS ရှိမယ်ဒီအောက်မှာဆိုရင်ကျွန်တော် liquidity sweep ထားတဲ့အပိုင်းရှိမယ်ပေါ့နော် so အဲ့မှာဆိုသူ trend တစ်ခုကိုစပြီးမှ change လိုက်တဲ့အားလေးကိုကြည့်လိုက်ဒီမှာဆိုရင်ကျွန်တော်အရင်တုန်းကသူဒီ trend တစ်ခုဒီမှာဆိုရင် trend ဒီမှာ MSN transition သွားတယ် transition သွားမှဒီညနေ higher low higher high higher low higher ဆိုရင်လက်ရှိဆိုရင် option တစ်ခုသွားနေတာကျွန်တော်ပြောခဲ့ပြီးသားပေါ့နော်ဆိုအဲ့ဒီတိုင်းသွားတယ်ဒါဒီကျွန်တော်တို့ဘာမှ trade to ကျွန်တော်ဆွဲဆောင်မလို့ပေါ့နော်ဒီမှာဆိုသူ့ရဲ့ up trend ဆိုရအတိုင်းပဲဆိုတော့ဒီမှာဆိုရင်ဒါ swing high swing low လေးတွေကိုသူသတ်မှတ်ပေးရတာပေါ့နော်ဒါလို့ကျွန်တော်ဟိုရှေ့တုန်းကလည်းဒါ analysis တွေလုပ်ပြီးသားဖြစ်တဲ့အတွက်ဒါကတော့ကျွန်တော် trade တော့ပြောစရာရှိမှာမဟုတ်ပါတော့လောလောဆယ် market ကဒီမှာဆိုရင် up trend သွားနေတာup trend မှာသူဒီ higher low higher ပေါ့နော် display နဲ့အားပြင်းပြင်းနဲ့ရွှေ့နေတာပေါ့နော်ကျွန်တော်တို့ပြခဏတော့ကဒီ84တို့ daily time frame မှာကြီးတဲ့အခါမှာသူပြန်လာနိုင်တဲ့ဇုံကဒီဇုံတစ်ခုရှိမယ်โอเคနော်လောလောဆယ်ကျွန်တော်တို့ဖြစ်စောင့်ချင်တာဒီ take ကနေသူဒီ10 lower time frame ဖြစ်တဲ့5 minute နဲ့1 minute တွေမှာကျွန်တော်တို့ entry ကိုစဉ်းစားတဲ့အခါမှာဒီမှာကြည့်ရမယ်ပေါ့နော်အမှအကြည့်ပြီးတော့ကျွန်တော်တို့ဖြစ်ဒီ level တွေကိုအနည်းဆုံး target တွေကိုစဉ်းစားလို့ရတယ်ဒီကလို့သူ့အနေနဲ့ဒီ level မှာ structure မရဘူးဆိုရင်တော့ဒီ out ကိုဆက်ပြီးမှ run နိုင်မှာပေါ့နော်ဒါတော့ကျွန်တော်တို့စောင့်ကြည့်ရမယ်ပေါ့နော်လောလောဆယ်ကျွန်တော် focus လုပ်ရမယ့် structure ဒီ option structure ပေါ့နော်သူ့အနေနဲ့ဒီမှာဆိုရင် option သွားတဲ့ဒီ structure ကို focus လုပ်ရမှာဒီကလို့ကျွန်တော်တို့ဒီထက်ပိုမှဒီသေးချာသွားကြည့်ရှင်နေဆိုရင်ဒီ swing structure အတွင်းထဲမှာရှိတဲ့နောက်ထပ် trend level တစ်ခုရှိတယ်အဲ့ဒီ trend ကိုကျွန်တော်တို့ပဲတွားပြီးမှကြည့်ရမယ်ပေါ့နော်ဒီမှာဆိုရင်ကျွန်တော်တို့နီးစပ်ဆုံး15မိနစ်ကိုအရင်ကြည့်မယ်ပေါ့နော်15မိနစ်မှာလည်း15မိနစ် trend ရှိတယ်ဒါကျွန်တော်တို့မနေ့ညတုန်းကပြောတဲ့ trend တစ်ခုပေါ့နော်သူဒီကျွန်တော်တို့မှာဆိုရင်ဒီဘက်မှာ trend change သွားတယ် higher low higher ကျွန်တော်ဒီမှာဆိုအပေါ်ဘက်ကိုဆက်တက်သွားတာပေါ့နော်ဒါမနေ့ညတုန်းကကျွန်တော်ဟိုထင်ခဲ့တဲ့ပုံစံမျိုးကသူကဒီမှာရှိတဲ့ liquid ကို test လုပ်မယ်ပြီးရင်ဒီမှာ trend change သွားပြီးမှပြန်ကြမယ်ပေါ့နော်ဒါပေမဲ့သူအဲ့ဒီမှာ market ကဒီ structure ကိုဒါမနေ့တုန်းကလုံးလုံး fade သွားတယ်ပေါ့နော်ဒီ level မှာလုံးလုံး fade သွားပြီးမှအပေါ်ဘက်ကိုဒါဒီနေ့မနေ့ဒါအားပြင်းပြင်းတက်သွားတာဒါကတော့ကျွန်တော် control လုပ်လို့မရဘူး market ကသူ့နေ fade သွားတဲ့အပိုင်းဆိုရင်လည်းဒါအားပြင်းပြင်းတက်သွားပြီဒါကြောင့်လို့ကျွန်တော်တို့မနေ့တော့ပြောတယ်ဒီလိုကျွန်တော်ကရောင်းဘက်ကိုစဉ်းစားမယ်ဆိုရင်လည်းဒါ stop တွေထားဖို့လိုအပ်တယ်ပေါ့နော်သူ့အနေနဲ့ဒီ structure fade သွားမယ်ဆိုရင်ဟိုးပေါ်ဘက်ကိုအားပြင်းပြင်းနဲ့တက်ဖို့ chance များတယ်ပေါ့နော်ဒီလိုဒါမနေ့တုန်းကသူတန်းပြီးမှကြမယ်ဆိုရင်လည်းကျွန်တော်အောက်ဘက်ကိုပြန်ကြဖို့ chance အများရှိတယ်ဒါကျွန်တော်တို့ပြ risk တစ်ခုကိုယူမှကျွန်တော် trade ကိုစဉ်းစားလိုက်ရတာပဲပေါ့နော် so လောလောဆယ်ကျွန်တော်ဒီမှာဆိုရင်ဒါ15မိနစ်ရဲ့ structure ကိုကြည့်လိုက်15မိနစ်ရဲ့ structure တစ်ခုမှလည်းသူကအဲ့ဒါ option တစ်ခုနဲ့ဒါတက်လာတဲ့ဆိုရဒီ structure လေးရှိတယ်ပေါ့နော်ဒါကိုကျွန်တော်အရင်ဆုံး focus လုပ်ရမယ်လောလောဆယ်ကျွန်တော်ဒီမှာဆိုရင်ဒါအောက်ကိုသူအားပြင်းပြင်းနဲ့စပြီးမှကျလာနေပြီဒါလေးကိုကျွန်တော်တတိထားကြည့်ရမယ်ပေါ့နော်ဟိုဘက်မှာ liquidity အခုရှိမှာပေါ့နော်အဲ့ဒီ liquidity sweep မှာဒီမှာဆိုရင်လက်ရှိအနေထားမှာသူဒီအောက်ကိုအားပြင်းနဲ့ပြန်ရွေ့လာပြီ okay လောလောဆယ်သူဒီမှာဆိုရင်ကျွန်တော်ပုံမှန်ကိုက inversion fair value ကဘာရတဲ့စဉ်းစားမယ်ဆိုတော့ဒါရနိုင်မှာပေါ့နော်ဒီမှာဆိုရင်သူတက်လာတဲ့ trend ရှိတယ် inversion fair value ကတခုနေပဲကျွန်တော်ပြန်ပြီးမှစဉ်းစားမယ်ဆိုရင်တော့ဒီ level ကနေကျွန်တော်ပြန်ပြီးမှအခြားဘက်ကိုစဉ်းစားတယ်ဒါပေမဲ့ကျွန်တော်ပုံမှန်ဒီ higher low higher high structure တခုနဲ့စဉ်းစားသွားတဲ့သူဆိုရင်တော့ကျွန်တော်ဖြစ် structure ကတော့ transition နဲ့ confirmation တော့မရသေးဘူးပေါ့နော်ဒါတွေအရှိကျွန်တော် sell ဘက်ကိုစဉ်းစားတဲ့အပိုင်းကကြောင့်လေကျွန်တော် liquidity sweep မှာကျွန်တော် sell ကိုစဉ်းစားတာလားဒါမှမဟုတ်ကျွန်တော် inversion fair value ကတခုနေပဲကျွန်တော် sell ကိုစဉ်းစားမလားပေါ့နော်ဒါမှမဟုတ်ကျွန်တော်ဒီ uptrend ရဲ့ market structure focus လုံးမှာကျွန်တော် sell ကိုစဉ်းစားမလားဒါတွေအားလုံးကကျွန်တော်ကြိုက်တဲ့ပုံစံမျိုးကိုရွေးချယ်လို့ရတာပေါ့နော်ကိုရွေးချယ်သွားတဲ့ဒီ set တဲ့အတိုင်းပေါ့နော်ပုံစံတွေကတော့အမျိုးမျိုးကွဲသွားနိုင်တယ်ဒါတော့ကျွန်တော်ကြုံပြီးတော့မှဟိုလက်ခံထားရမယ်ပေါ့နော် okay so ဒါဒီကျွန်တော်လက်ရှိတွေ့နေရတဲ့ကဘာရွှေရဲ့ market structure ဖြစ်တယ်ဆိုတော့ကျွန်တော်ဒီမှာဆိုရင်ကြည့်တဲ့အခါမှာလည်းလက်ရှိဒီအပေါ်မှာ structure ကအတိအကျပြတ်သားတဲ့ structure တခုတော့မရသေးဘူးပေါ့နော်ဒါပေမဲ့ဒါဒီကျွန်တော်တို့ပုံမှန်အားဖြင့် lower than တူတက်သေးတဲ့ structure သွားကြည့်မယ်ဆိုရင်တေချာတခုကတော့ market ကအကြဘက်ကိုပြန်ပြီးတော့မှလာဖို့ပြင်နေပြီဆိုတာလည်းကျွန်တော်တွေ့ရနိုင်တယ်ဒီမှာဆိုရင်ကျွန်တော်3 minute time frame မှာသွားပြီးမှအနည်းဆုံးကြည့်မယ်ဆိုရင်1 minute ကြည့်မယ်ဆိုတာဒီ trend တခုကို chain တဲ့အနေထားသူကရှိတယ်ပေါ့နော် trend chain တော့မှလောလောဆယ်ဆိုရင်အကြဘက်ကိုပြန်ပြီးမှလာဖို့သူကပြင်နေတဲ့အနေထားမှာရှိတယ်ဒီလက်ရှိအမြင့်ဆုံးတက်ထားတဲ့ trade တွေမှာကိုက risk တစ်ခုကိုယူပြီးမှ trade ကိုစဉ်းစားနိုင်တယ်ဆိုရင်တော့အမြင့်ဈေးကနေကျွန်တော်အယောင်တစ်ခုကိုကျွန်တော်ကောင်းကောင်းလေးချနိုင်တယ်ပေါ့နော်ဒီလိုကျွန်တော်တို့ဖြစ်ဒါသူ့ရဲ့ခဏတော့က15မိနစ်တိုင်း frame ရဲ့ဆွဲရတစ်ခုကိုတေချာလေးစောင့်မယ်ဆိုတော့လက်ရှိ trade တွေကတော့ကျွန်တော်7ဘက်ကိုစဉ်းစားလို့အဆင်ပြေတယ်မှာမဟုတ်ဘူးပေါ့နော် okay so ဒီဆွဲရလေးကိုကျွန်တော်သဘောပေါက်မယ်ထင်ပါတယ်ဒါကျွန်တော်ခဏတော့ကလည်းစဉ်းစားလို့ရနိုင်တဲ့ပုံစံအမျိုးမျိုးကိုလည်းကျွန်တော်ပြောပြရတာပေါ့နော်ကျွန်တော်ဘယ်အထီကိုပြန်ပြီးမှကြာသွားနိုင်တယ်ဆိုတာနဲ့ပတ်သက်ပြီးမှလည်းကျွန်တော်ဒီမှာဆိုရင်ခဏတော့ကဇုံတွေပြောထားပြီးပါပေါ့နော်ဒါကိုကျွန်တော်တို့ focus လုပ်မှကျွန်တော် entry တစ်ခုကိုဒါ lower time frame မှာကောင်းကောင်းလေးရှာလို့ရတယ်ပေါ့နော်
entry ဝင်ဖို့အတွက်ကကျတော့အချိန်နဲ့အမျှပြောင်းလဲတဲ့ market structure တွေကတေချာလေးစောင့်ကြည့်မှကျွန်တော် entry ဝင်ဖို့လိုအပ်တယ်ပေါ့နော်ကျွန်တော်တို့ကိုယ့်ရဲ့နေ့စဉ်ဝင်နေချင် entry confirmation မရဘဲတွားပြီးမှဝင်မယ်ဆိုရင်တော့ဒါ risk တွေအများကြီးဖြစ်လာနိုင်ပါတယ်ဆိုတော့ဒါလေးကိုကျွန်တော်သတိထားပြီးမှကျွန်တော်လုပ်ကြပါလို့ကျွန်တော်အကြံပေးခြင်းတယ်ပေါ့နော်ဆိုတော့ကျွန်တော်ဒီနေ့ဗီဒီယိုကတော့ဒီလောက်ပါပဲဆို bye bye ဒီနေ့ကမ္ဘာရွှေရဲ့ market structure ကိုအတူတူကြည့်ကြည့်အောင်ကမ္ဘာရွှေရဆိုတဲ့လက်ရှိ down trend တစ်ခုဖြစ်နေတာကိုတွေ့ရလိမ့်မယ်ဒါကျွန်တော်တို့ရှေ့ရတော့ကသူဒီ down trend တစ်ခုနဲ့ lower high ကနေ lower low ကိုသွားတယ်အမှ lower high ကိုမနေ့ညတော့ကဒါတည်တဲ့အချိန်နဲ့အားပြင်းပြင်းနဲ့ပြန်လာပြီးမှဟိုးအရင်တုန်းကဟာသွားတဲ့ဒီ gap ကိုပြန်လာဖြည့်တယ်ပေါ့နော် okay gap ဖြည့်ပြီးတော့မှသူဒီမှာဆိုရင်အကြဘက်ကိုပြန်လာတယ် okay down trend တစ်ခုပဲသူဆက်လက်ပြီးမှသွားဖို့လောက်နေရပါတော့ okay ဘာလို့သူ့ရဲ့ main trend ဒီ lower high ကနေ lower low သွားမယ့် structure ဖြစ်တယ်ဒါပေမဲ့လက်ရှိက market ရောက်နေတဲ့ level ဒါဒီ key level တခုဖြစ်နေတာဆိုဒီနေရာမှာ market loss ပြန်ပြီးတော့မှဘူးဘက်တခုနေပဲအပေါ်ပြန်ပြီးမှကန်နေပြီပေါ့နော်ဆိုတော့ဒါကျွန်တော်တို့ပုံမှန် higher than phase structure အရာကြည့်မယ်ဆိုရင်သူဒီ down trend ဖြစ်တယ်တကယ်လို့သူဒီအဲ့ဒီ down trend အတိုင်းပဲဆက်လက်ပြီးမှ break မယ်တချင်ရရင်ဒီ level ပေါ့နော်ဒါကျွန်တော်4000နဲ့ဒီမှာဆိုရင်ဒါ4000ပတ်ချတယ်ပေါ့နော်3980ပတ်ချတယ်ကိုဆက်လက်ပြီး break မယ်တကယ်လို့အဲ့ဒီ level ကိုအားပြင်းပြင်း break လာမယ်ဆိုရင်ကျွန်တော် long term မှာဒီ3950 60ပတ်ချတယ်ကိုသူဆက်လက်ပြီးမှ break လိုက်မယ်ပေါ့နော်ဆိုအဲ့ဒီမတိုင်ခင်ကတော့ကျွန်တော်တို့လောလောဆယ်ဒီကြားထဲမှာရှိတဲ့ market structure အရင်စောင့်ကြည့်ရမှာပေါ့နော်ဆိုတော့ကျွန်တော်တို့မှာဆိုရင်သူတဲ့သေးတဲ့ okay 30 minute 15 minute တက်ကိုတစ်ချက်ကြည့်လိုက် okay time frame အသေးမှာစဉ်းကြည့်လိုက်တဲ့အခါမှာဒါမနေ့တုန်းက market ဒီမှာကျွန်တော်တို့ဒီ take ကနေအကြက်ဘက်ကိုပြန်လာမယ်လို့ပြောခဲ့ရပါတော့အဲ့ဒီတိုင်းပဲသူဒီ structure fail ကဒါမနေ့ညတော့အကြက်ဘက်ကိုပြန်သွားတယ်ဒါဒီ down trend တစ်ခုဖြစ်နေအောင်ကျွန်တော်တို့တွေ့ရလိမ့်မယ်ပေါ့နော်ဆိုအဲ့ဒီမှာဆိုရင် तू ကမနေ့ကတော့ social fail သွားတယ် down trend ကိုနဲ့ तू ဆင်းလာပြီပေါ့နော်လက်ရှိ market social ဖြစ်နေတာကဒီမှာဆိုရင်ကျွန်တော်တို့သူ့ရဲ့ M30 minute 15 minute time frame မှာဒီဆွဲတစ်ခုရှိတယ်သူဒီလက်ရှိပုံမှန်အပေါ်ကျွန်တော်တို့ social အရာကြည့်မယ်ဆိုဒီ level ကိုပြန်လာပြီးမှ तू အောက်ကိုကျမယ်ပေါ့နော်ဒါပေမဲ့ तू ကဒီ level အထိကိုမလာတော့မဲနဲ့တက်ခါတယ်ဒီနေရာနေပဲဆက်ပြီးမှ run သွားမယ်ဆိုရင်တော့ကျွန်တော်အောက်မှာရှိတဲ့ဒီ zone တွေကြည့်လိုက်ဒီမှာဆိုရင် order block ဆိုရင်ရှိတယ်ဒီကောင်တွေကို liquidity test လုပ်ပြီးမှ तू ဒီအောက်ကိုတခါလေး random မျိုးဖြစ်နိုင်တယ်။ဘာကြောင့်ဆိုတော့ကျွန်တော်တို့သူ့ထက်ပိုမှသေးတဲ့ M15 မိနစ် time frame တွေကိုတစ်ချက်သွားကြည့်မယ်ပေါ့နော်။ Okay ဒါလောလောဆယ်ဒီမှာ market structure တခုရှိတယ်ပေါ့နော်။ဒီလိုဒီ structure အတိုင်းပဲသူတခါလေးတန်းပြီးမှကျမယ်ဆိုရင်တော့တခါလေးဒီအပေါ် level လာ test မှာမဟုတ်ဘူး။ဒီလိုတော့သူ့နေပဲအပေါ်ပြန်ပြီးမှ test မယ်ဆိုရင်တော့ဒီအပေါ်မှာကျွန်တော်တို့ sell back ကိုစောင့်လို့ရတယ်။ဒီလိုမ test တော့ဘူးဆိုရင်ဒီအပေါ်မှာစောင့်မယ်ဆိုရင်တော့ကျွန်တော်တို့ sell ကိုရမှာမဟုတ်ဘူး။ဒီလိုသူကဒီ structure အတိုင်းပဲဆက်လက်ပြီးမှ run သွားမယ်ဆိုရင်တခါလေးဒီနေရာနဲ့ပဲအကြက်ဘက်ကိုသွားမှာ။ so okay အဲ့တော့ကိုလည်းကျွန်တော်တို့ဒီမှာဆိုရင်ခဏတုန်းက5 minute ထဲမှာရှိတဲ့ market ဆိုတော့ချက်ကြည့်လိုက်5 minute market ဆိုတော့ကြည့်မစရင်ဒါ market ကခုနတုန်းကသူဒီမှာဆိုရင် accumulation ဒီမှာဆိုရင်နောက်ကျရင် stop loss hand နဲ့ okay သူဒီ structure အတိုင်းပဲဆက်လက်ပြီးမှ break မှာအောက်ကိုဆက်ပြီးမှကျသွားမယ်ဆိုရင်ဒါကြီးကျွန်တော်ခဏတုန်းကပြောထားတဲ့ zone တွေကိုရောက်သွားလိမ့်မယ် so ဒီမှာဆိုရင်ဒီမှာ stop loss inducement တစ်ချက်ပြန်လာဟော့လောက်တာပေါ့နော်okay သူကဒီနေရာကနေတခါ ram မယ်ဆိုရင်တော့ကျွန်တော်အောက်မှာရှိတဲ့ key level ကနေတခါလေးရောက်သွားလိမ့်မယ်တကယ်လို့ဒီ zone ကနေအောက်ကို RB နဲ့ဆက်ပြီးမှကျတယ်ဆိုတော့ဒါခဏလုံးကကျွန်တော်3980ပေါ့နော်ဆိုတော့အနည်းဆုံးဒီအောက်က level တွေကိုသူလာလိမ့်မယ်ပေါ့နော်ဆိုတော့ဒါလည်းရှိကမ္ဘာ့ရွှေရဲ့ market ဆိုဖြစ်တယ်ဆိုတော့ဘာတွေဆက်ဖြစ်နိုင်ဆိုတော့ပတ်သက်ပြီးမှကျွန်တော်စောင့်ကြည့်မှရလိမ့်မယ်ပေါ့နော်ဆိုတော့အခုမှ training ကိုစပြီးမှလေးလာတယ်ဒါ ICT SMT concept training strategy ကိုတခြားလေးလာချင်တယ်ဆိုရင်တော့ကျွန်တော်တို့ ICT master class အတန်းကိုလာပြီးမှတက်လို့ရပါတယ်ဆိုတော့အသေးစိတ်နဲ့ပတ်သက်ပြီးမှသိချင်တဲ့သူတွေကကျွန်တော်ရဲ့ profile မှာရှိတဲ့ Telegram အကောင့်ကိုဒါဆက်သွယ်လာလို့ရပါတယ်ဆိုတော့ကျွန်တော်တို့နောက်ထပ် view မှာပြန်လည်ဆုံတွေ့ပါမယ်